အရေးမညာ channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ဗျာတူတန်ဟောင်းကကြောက်တုံးဖြူဆိုတဲ့ဇာလန်လေးကိုတင်ဆက်ပေးပါမယ်ဗျာကျွန်တော်ဒီတစ်ခါဖြိုပြချင်တာကတော့လွန်ခဲ့တဲ့3-4နှစ်လောက်ကဘကူရိုးမအရှိပတ်ချမ်းက ING ဆိုတဲ့ရွာကလေးမှာကျုံခဲ့ရတဲ့ဖြစ်ရဆန်တစ်ခုကြောင်းမှာအဲ့ဒီရွာကတောတောင်တွေကြားမှာအတော်လေးခေါင်နေရွာဗျအဲ့ဒီနေ့ကကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေကိုချိုးစွာတို့ရွာဘုံကြီးကျောင်းမှာခိတာတဲခုနေကုန်ဗျညာဦးပိုင်းကတဲ့ကမိုးကသေးလိုက်တာမှာတဖွဲဖွဲနဲ့မဆဲတော့ဘူးညာ10နိုင်လောက်ရှိပြီကျောင်းပေါ်မှာဆရာတော်ကြီးကတော့ကျင်းဆက်သွားပြီပေါ့ကျွန်တော်နဲ့ကိုကျော်စွာကတော့ဖျောင်းတိုင်မီလေးနဲ့စကားပြောနေကြတာကိုမေခမန်းကြည့်စမ်းအပြင်မှာခွေးတွေဥလိုက်တာမှတရွာလုံးအုံအုံထဲနေတာပဲလို့ကိုကျော်စွာကခတ်တူတို့ပြောတယ်အဲ့ဒီချိန်မှာပဲကျောင်းအောက်ထက်ကနေတဒုံဒုံနဲ့လေကားကိုပြီးတက်လာတဲ့ခြေတန်းအကျယ်ကြီးကြားလိုက်ရတယ်ဗျတခါကိုဝုန်းကနေတွန်းဖွင့်ပြီးဝင်လာတာကရွာသားမောင်ပုဆိုတဲ့ကောင်လေးသူမျက်နာကတွေးမရှိတော့သလိုဖြူဖြော့နေပြီးတကိုယ်လုံးနဲ့တုံနေရဗျကဲကြပါအောင်ဆရာတို့ရဲ့ကျွန်တော်ကိုကြော်မင်းတခုခုဖြစ်နေပြီကျွန်တော်တို့လည်းမို်ဒဲလေးထဲမှာပဲမောင်ပုရုအိမ်ကိုအပြေးလွှာလိုက်သွားကြရတယ်အိမ်ရှိရောက်တော့အခြေအနေကမကောင်းဘူးဗျကျော်မင်းကအိမ်ရှိကွက်ပြီးပေါ်မှာပက်လက်လာနေပြီးမျက်လုံးတွေကအပေါ်ကိုလန်းတက်နေတယ်သူရဲ့ပါဇက်ကနေလဲလူတန်နဲ့မတူပဲခွေးဟောင်တန်လိုတော်ကောင်ဟင်းတန်လိုအတန်တွေထွက်နေတာဗျဘူတော်ဒါဘာဖြစ်တာလဲလို့ကျွန်တော်ရေးရွက်လိုက်မိတယ်ကျွန်တော်ကျော်မင်းရဲ့အနားကိုတိုးသွားတဲ့အချိန်မှာပဲတကိုယ်လုံးစိတ်ကနေဖြစ်သွားပြီးကြတိရီတဖြန်းဖြန်းထွက်သွားတယ်ဗျသူပြီးမှအနံ့တစ်ခုရနေတယ်အဲ့ဒါကပုတ်စော်နန်းနာမျိုးမဟုတ်ပဲဟောင်းသွမ်းနေတဲ့မြေကြီးနန်းနဲ့တရွယ်ချောင်းနှံရောနေတဲ့အနံ့ဆိုးကြီးဗျမောင်ဖို့မင်းရဲ့ကိုဒီနေ့ဘယ်တွေသွားခဲ့သေးလဲလို့ကျွန်တော်အမြန်မေးလိုက်တယ်သူဒီနေ့ညနေကရွာပြင်ကတူးတန်ဟောင်းသားမှာထင်းခုတ်သွားတာဆရာပြန်လာတော့သူ့လက်ထဲမှာထူးဆန်းတဲ့ကြောက်တုံးဖူတုံးပါလာတယ်ကျွန်တော်ကြော်မင်းရဲ့ဘေးနားကိုရှာကြည့်လိုက်တော့ဟုတ်တယ်ဗျသူ့ရဲ့ခါးကြားမှာထိုးထားရဲ့လက်ပြီးစုပ်လောက်ရှိရဲ့အဖြူရောင်ကြောက်တုံးလေးတုံးအဲ့ဒီကြောက်တုံးကစာမန်ကြောင်နဲ့မတူပဲလူတယောက်ရဲ့ဥခေါင်ပုံစံနဲ့တူနေလာဗျကျွန်တော်အဲ့ဒီကြောက်တုံးကိုလမ်းကိုက်လိုက်တဲ့အချိန်မှာလေဟင်းဆိုတဲ့အတန်ကြီးကကြော်မင်းရဲ့ဘာဆက်ကနေမဟုတ်ပဲအိမ်အောက်ကနေထွက်လာတာဗျတန်မင်းနဲ့လမ်းထိုးကြည့်လိုက်တော့အိမ်အောက်မှာလူတရက်မကစီတဲ့မင်းမဲတနန်ကြီးတစ်ခုကရက်ကြည့်နေတာမျက်လုံးတွေကမီးခဲရဲကြီးတွေလိုပဲဗျဒါပိတ်တာပဲလို့ကျွန်တော်သိလိုက်ပြီကျွန်တော်လည်းအញ្ញံပဲကျောင်းကဆရာတော်ပေးထားတဲ့အန်ဒီရဲ့ကင်းရေးစင်ကိုထုတ်ပြီးကြော်မင်းရဲ့နာကိုတက်လိုက်တယ်ပြီးတော့ကားထာကိုအတန်းကုန်ဟစ်ပြီးရွက်လိုက်တာပေါ့ဗုဒ္ဓံစရဏံဂသာမိဓမ္မံစရဏံဂသာမိတန်ခံစရဏံဂသာမိကာထာအတန်းနဲ့ဆုံးတော့အင်းအောက်ကအကြီးမဲကြီးဟာလေထဲကိုပျောက်ကွယ်သွားပြီးကြော်မင်းနဲ့ဝုန်းကနေထထိုင်ပါပြီးတော့မြတ်သူတတိယလာတော့ဘာမှမမှန်ဘူးတော့ဘူးမောင်ဘူးနင်းကိုယူလာတဲ့ဒီကြောက်တုံးကိုအခုချက်ချင်းတူတန်ဟောင်းကိုပြန်တယ်နောက်ပြီးနဲ့ပြန်ကြရင်ကျောင်းမှာဆွန့်ကျွေးပြီးအမျှဝေပေးရမယ်ဒါကတူတန်ကပစ္စည်းကိုယူလာပြီးတော့အဲ့ဒီကဝင်းရင်ကလိုက်လာတာဗျလို့ကျွန်တော်ရှင်းပြလိုက်ရပါတယ်အဲ့ဒီညကတော့ကျွန်တော်တို့ပညာလုံးမရေးကြဘူးဗျမနေ့လင်းတော်မှာအမျှဝေရေးစချလုပ်ပြီးမှပဲအားလုံးစိတ်အေးသွားကြရတာခင်ဗျားတို့လည်းတတိထားကြအောင်ဗျကိုနဲ့မဆိုင်တဲ့နေရာကပစ္စည်းတွေကိုလာတယ်ထူးဆန်းတယ်ဆိုပြီးရှောက်မကောက်ခဲ့ကြနဲ့ဦးမမြင်ရတဲ့ဝင်းရင်လောကဆိုတာခင်ဗျားတို့ကျွန်တော်တို့ထင်ထားတာထက်ပိုပြီးနဲ့နေတယ်ဗျကျွန်တော်ကတော့ဒီလိုပဲခရီးသွားရင်ကြုံတွေ့ရတာတွေကိုနောက်လည်းပြောပြအောင်ပါပဲဗျ